evening ဒီနေ့ကတော့ကျမအတွက်ကတော့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်ကျမကိုပေးထားတဲ့တာဂျွန်ပန်စီရဲ့ဝက်နင်းတဲ့တင်ကိုတွားနေတာဖြစ်ပါတယ်ကျမအယံဝမ်းသာတယ်ကျမကိုအာဗြဟံကဲလို့ပဲဖခင်ကသားသမီးတွေမရည်တွက်နိုင်အောင်ပေးထားပါတယ်သားပန်စီနဲ့သူ့အမေကိုပြောနေပါတယ်နန်းချောင်းရွာတရွာလုံးကိုစားတောက်ဖီလာကိုစားအမျိုးတွေအားလုံးကိုစားမိသားစုတွေကိုစားအခုကျမနဲ့ဘတူလာပေးနေတယ်လေဆိုရင်တော့ကျမအမျိုးသားလည်းမအားတဲ့အတွက်မလာနိုင်ဘူးကျမသားလေးရောရှူတယ်စမ်းပွဲဖြစ်နေတဲ့အတွက်သူလည်းမလိုက်နိုင်ပါဘူးကျမကိုရမ်းချစ်တဲ့ကျမရဲ့ရောက်ကတိနဲ့လာနေပါတယ်အာပါ We are going to Pasir Registration Isi cuma apa? Yes, jadi. Cuma cái đi này rồi, xem mà lấy lâu mẹ nó. ဒီဝစ်ဆောင်ကနေရောက်လာတော့မကြသေးဘူးရန်ကုန်ကနေပို့လာပေးတဲ့ညီမလေးအန်းကိုလည်းအရင်ပဲကြည့်စုတင်ပါတယ်သူအမရဲ့မွေးနေ့ကျမမွေးနေ့ကိုအမေတူကပို့လာပေးချင်ပေမဲ့အစင်မပြေတာနဲ့မပို့တာဖြစ်ဘူးအခုသူ့ရဲ့မောင်လေးဖန်စီပွဲနေတဲ့ပေမှာတော့ကျမတော့ညီမလေးအဟံပို့လာတဲ့ချင်းဝန်ဆက်နဲ့ချင်းဝစ်စုံလေးနဲ့ဝယ်နေတပြေတွားနေပါလေတာကတော့ကျမတို့ဘင်္ဂလောမြို့ဖြစ်ပါတယ်ဝါမီးပွိုင်မီးဝါရတီဥတူတော့ကောင်းပါလေအခုဒီကနေအပြန်ဆိုရင်လည်းညနေပိုင်းဆိုရင်စကြပူရာဖက်ဆက်လို့ရှစ်သွားရအောင်မယ်ဒါကတော့ဘယ်မှာရောက်တယ်လဲဆိုတော့ဘာနာဆာဝတီအလွန်ချီပါဂျီနာဂါကျမရောက်ကတိကတော့အရင်ပြောတယ်ကျမအတွက်တခြားအဖော်တွေဘယ်သူမှမလိုဘူးအဖော်တွေမရှိရင်ကျမရောက်ကတိကတော့သူ့ချွေးမနောက်ကိုတကောက်ကောက်လိုက်ပေးနေပါတယ်ကျမအမျိုးသားကသူ့မိန်းမနောက်တကောက်ကောက်မလိုက်နိုင်ပေမဲ့ရောက်ကတိကတော့သူ့ချွေးမပဲသွားလိုက်ပေးနေပါတယ်ရောက်ကတိလည်းအပြင်ထွက်ရအရင်ပြောနေတဲ့သူရှုခင်းနေကြည့်နေပါတယ်ဒါအရင်ဖယားကိုချစ်တဲ့ရောက်ကတိဖြစ်ပါတယ်ကျမတို့ရှေ့တန်းနယ်မြေမှာ ministry အောင်မြင်နေဆိုတာကရောက်ကတိရောက်ခမတွေကအိမ်မှာပေါ့နော်အမြဲတမ်းမနေ့ breakfast စားတော့ပြီးရင်သူတို့တွေအမြဲတမ်းကျန်းစာဖတ်စုတောင်း2 နိုင်3 နိုင်အထိနေ့တိုင်းချိန်ယူကျမတို့ဒီ ministry အတွက်တလကောင်းအားလုံးအတွက်အမြဲတမ်းပဲစုတောင်းပြီးနေလည်းရှိပါတယ်ဒီကတော့ဟိုအရှိတ်ဆက်စင်တော့ NG တို့ဖက်ရောက်လာပါပြီဒါဘင်္ဂလောကအင်းလေးကန်ဖြစ်ပါတယ်ဘင်္ဂလောကအင်းလေးကန်နော်ဆရာမသိန်းသိန်းညီမကျမတငယ်ချင်းအနွမ်းညီမပွဲဆရာပီတာ
အားလုံးရဲ့ကိုယ်စားတာပန်စီရဲ့ကွက်နေတင်တင်ကိုကျမနဲ့ကျမရောက်ကတိတွားပေးနေပါတယ်နော်အားလုံးကလည်းကျမနဲ့အတူလိုက်လာတယ်လို့ပဲသဘောထားပါတယ် Walk in the light. Walk in the light. Walk in the light. Walk in the light of the Lord. ကျမရောက်ကတိရတော့အရန်ပြောနေပါတယ်အပြင်ထွက်